Real Madrid အသင်းကတော့ဒါ Leipzig အသင်းရဲ့တောင်ပန်တိုက်စစ်ကစားသမား Yan Diomande ကိုဒါပေါင်တန်း100နဲ့ကန်လှန်ပြီးတော့ဒါအခုဆိုလို့ရှိရင် Real နဲ့ Leipzig နှစ်သင်းကြားဆွေးနွေးမှုတွေပြုလုပ်နေပြီဆိုပြီးတော့ဒါသိရတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Yemen Football Platform YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒါ Real Madrid အသင်းဟာဆိုလို့ရှိရင်အခုဒီ Leipzig အသင်းရဲ့တောင်ပန်တိုက်စစ်ကစားသမားအသက်19နှစ်ပဲရှိသေးတယ် Yan Diomande Ivory Coast လက်ရွေးစင်ကစားသမားကိုဒါပေါင်ယူရိုတန်း90 plus ဒါ add on 10တန်းနဲ့ဒါကန်လန်မှုပြုလုပ်ခဲ့တယ်ပေါ့လေဒါလုံးဝ surprise ပဲပြောမယ်ဆိုလို့ရှိရင်ဒီသတင်း Real Madrid က Diomande ကိုစိတ်ဝင်စားနေပါတယ်ဆိုတဲ့သတင်းတွေမကြားဘဲနဲ့အခုဆိုလို့ရှိရင်တို့ကဒီပေါင်တန်း100နဲ့ကန်လန်မှုပြုတ်လုပ်လိုက်တယ်ပေါ့ဒီ Yan Diomande ကအစကလဘာဘူးအသင်းကစိတ်ဝင်စားခဲ့တယ်ဆိုပေမဲ့ကစားသမားကို PSG အသင်းချင်းကပ်လာတဲ့နောက်ပိုင်းမှာကစားသမားကိုတိုင်က PSG အသင်းကိုပြောင်းရွှေ့ဖို့သူရွေးချယ်လိုက်တယ်ပြီးတော့ PSG အသင်းနဲ့ဒီ Leipzig အသင်းတို့နှစ်သင်းကြားဆွေးနွေးမှုတွေအတော်အတန်ကြာပြီဗျာအတော်အတန်ကြာပြီးရဲ့အနေအထားမှာဒါသဘောတူညီမှုမရသေးဘဲနဲ့ကြန့်ကြာနေတာဒီပြောင်းရွှေ့ရတော့လို့ဆိုရင်ဒါYan Diomande ကို PSG ကိုဒါရောက်သွားပြီလို့ပဲကျွန်တော်တို့ကဒါသတင်းတွေရန်သိထားခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဒီ PSG နဲ့ Leipzig တို့ကဒီဘယ်လိုပြောမလဲသဘောတူညီမှုမရသေးဘူးဒါဆွေးနွေးနေစေကာလာပေါ့လေကစားသမားကိုယ်တိုင်ကဒီလိုကြန့်ကြာနေတဲ့အတွက်သူကိုယ်တိုင်စိတ်ပြက်နေတဲ့အနေအထားမှာဖြစ်နေတဲ့အချိန်မှာဒါ Real Madrid အသင်းကအခုဆိုလို့ရှိရင်ဒီ Yan Diomande ကိုခေါ်ခြင်းနဲ့ပြိုင်ပွဲမှာသူကိုယ်တိုင်ပါဝင်လာပြီးတော့ Real Madrid အသင်းက Euro တန်း90 plus add on 10တန်းနဲ့ဒါ Leipzig အသင်းကိုကန်လန့်မှုပြုလုပ်ခဲ့တယ်ဒါပေမဲ့ Leipzig အသင်းကဒီကန်လန့်မှုကိုချက်ချင်းဆိုလိုပဲပယ်ချခဲ့ပြီးတော့သူတို့ကတော့ဒီ Yan Diomande အတွက်ဒီထက်ပိုပြီးတော့မြောက်များတဲ့ပမာဏကိုလိုချင်သေးတယ်ပြောမယ်ဆိုပေါင်တန်း100ကျော်ပေါ့ဗျာပေါင်တန်း100ကျော်မှဒီသူတို့အခု Real နဲ့ Leipzig တို့ကဒါဆွေးနွေးနေပြီReal ကတော့သူတို့ဒီကစားသမားပေါင်တန်း100တန်ကြေးသတ်မှတ်ထားတဲ့အတွက်တန်း100နဲ့ကန်လှန်တယ်ဒီ Leipzig ကဒါပယ်ချပြီးတော့တန်း100အထက်ပိုများတဲ့ပမာဏနဲ့သူတို့အခုLeipzig ကကန်လိုချင်တဲ့အတွက်ဒါအခုဆိုလို့ရှိရင်နှစ်သင်းကြားဆွေးနွေးမှုတွေပြုလုပ်နေပြီပေါ့ကစားသမားဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်တော့သူက PSG ပဲပြောင်း Real ပဲပြောင်းသူဘက်ကဆင်ပြေပြီးသားပြောမယ်ဆို Real ကိုမသွားချင်တဲ့ကစားသမားမရှိဘူးအဲ့အတွက်ကြောင့်ဒါ Diomande အတွက်ကလည်းဒါတကယ်ဟိုမှဒါရွေးချယ်စရာတွေများနေပေါ့လေအဲ့လိုအနေထားမှာဒါ Real ပါဝင်လာပြီပေါ့အခုဆိုလို့ရှိရင်ဒါ Real ကသူတို့ဒီနွေရာသီမှာကစားသမားတွေတောက်လျှောက်ခေါ်ယူနေတဲ့အနေအထားမှာ Mourinho စိတ်ကြိုက်ကစားသမားတွေခေါ်ယူနေခဲ့အပြီးမှာအခုဒီ Man City အသင်းရဲ့ကွင်းလယ်ကစားသမားဒီ Spain လက်ရွေးစင်ကွင်းလယ်ကစားသမား Rodri ကိုလည်းဒါ Real Madrid ကစပြီးတော့လှုပ်ရှားနေပြီဒါ Mourinho ကိုတိုင်ကဒီ Rodri ကိုသူ့ရဲ့စိတ်ကြိုက်ကွင်းလယ်ကစားသမားအနေနဲ့ခေါ်ယူပေးဖို့ဒါတောင်းဆိုထားတာဖြစ်တဲ့အတွက်ဒီ Real ဥက္ကဋ္ဌ Pires ကဒါ Rodri အတွက်လည်းသူတို့လှုပ်ရှားမှုတွေပြုလုပ်နေတယ်အဓိကဒါ Pires ကပြောမယ်ဆိုလို့ရှိရင်ဒီတောင်ပန်တိုက်စစ်နေရာမှာဆိုရင်သူကရေသွေးမြင့်လူငယ်ကစားသမားကဘာအဆင့်တောင်ပန်တိုက်စစ်ကစားသမားလိုအပ်နေတဲ့အနေအထားမှာအခုရင်တော့ကျတော့ Olesi ကိုသူတို့ဒါဘယ်လိုပြောမလဲကန်လန်မှုပြုတ်လုပ်ခဲ့ပေမဲ့ဒါဘိုင်ယန်ကရောင်းဖို့မဟုတ်ဘူးဒါပေါင်တန်း200ကျော်မှသူတို့ကစဉ်းစားမယ်ဆိုပြီးပြောခဲ့တဲ့အတွက်ဒါလက်လျှော့သွားခဲ့ပြီးအခု Yan Diomande ဘက်ကိုလှည့်လာတယ်ဒါမော်ဟိုရဲ့စိတ်ကြိုက်နောက်ထပ်ကစားသမားဒီ Rodri ကိုလည်းဒါ Pires ကအရင်သဘောမကျဘူးဆိုပေမဲ့ပြောမယ်ဆို Rodri ကအသက်30တန်းကိုရောက်နေပြီသူ့ရဲ့ကဘာအဆင့်ခြေစွမ်းရှိနေသေးတယ်ဆိုပေမဲ့ဒါ injury ပြဿနာဘာညာနဲ့အသက်အရွယ်လည်း30တန်းကိုဖြစ်လာနေတဲ့အနေအထားမှာ Pires ကအဲ့လောက်ထိမကြိုက်ဘူးဈေးအများကြီးပေးပြီးမခေါ်ချင်ဘူးဒါပေမဲ့ Mourinho က Rodri ပဲအဲ့တော့ဒါ Real Madrid ကလည်းဒါ Rodri ကိုသူတို့စပြီးတော့လှုပ်ရှားနေရပေါ့သူတို့ပြောမယ်ဆိုလို့ရှိရင်ဒီလိုမျိုး big sign ကင်းအနေနဲ့ကဒါ Yan Diomande ဖြစ်မယ်Rodri ကိုကြတော့ပေါင်တန်း90လောက်နဲ့သူတို့ကခေါ်ခြင်းတယ်ဒီပြောင်းရွှေ့နှစ်ခုသူတို့အခုလောလောဆယ်အာယုံစိုက်နေတယ် Real Madrid ဘက်ကနေဒါ Real ညီကိုကြီးနေနဲ့ဘလို့ထင်ကြလဲတကယ်ဟိုမှာဒါတရင်ကပြောမယ်ဆိုလို့ရှိရင်ဒီနွေရာသီမှာ VA ကလုံးဝကိုလင်းလင်းမြန်မြန်နဲ့ဒါကစားသမားခေါ်ယူမှုတွေစက်တိုက်ပြုလုပ်နေပြီးတော့သူတို့လာမဲ့ဒီပြိုင်ပွဲမှာဒီလာလီဂါရောဒီချန်ပီယံလိရောသူတို့ကရယူဖို့ပြစ်မှတ်ထားနေတဲ့အတွက် Pires တို့ဒီ Real Madrid ဥက္ကဋ္ဌကဒါလုံးဝကိုလှုပ်ရှားနေပြီပေါ့လေအခုဆိုလို့ရှိရင် Real Madrid ကဒါကူကူပဲလားဘာလို့ရှိရင်ကိုနာထေးပြင်တန် France ဒီပြင်ဘာနာဒိုဆေးဗာဒီလိုကစားသမား quality ပြည့်မီတဲ့ကစားသမားတွေကိုသူတို့ထပ်ပေါင်းထည့်ထားအပြီးမှာအခုဆိုရင်ဒါ Rodri နဲ့ Yan Diomande ဒီအပြောင်းရွှေ့ပါသူတို့ဆက်ပြီးတော့လှုပ်ရှားနေပြီညီကိုဘလို့ထင်ကြလဲ Real Madrid fan တွေအနေနဲ့ကတော့သတင်းကောင်းနေပြီပဲပေါ့လေပြောရမယ်ဆိုလို့ရှိရင်ဒါ Diomande ကတကယ်ကို potential ရေသွေးမြင့်တဲ့ကစားသမားဖြစ်ပြီးတော့သူ့ရဲ့တူးချင်း individual skill ကတကယ်ကိုကောင်းတယ်ဗျာသူ့ရဲ့အသက်အရွယ်နဲ့ဆိုလို့ရှိရင်သူကဘယ်ချမ်းရောညာချမ်းရောကစားနိုင်တယ်တောင်ပန်ကစားသမားဖြစ်ပြီးတော့ဒါ Real Madrid လိုအပ်နေတဲ့ပုံစံအတိုင်းပဲပေါ့လေပြောမယ်ဆိုအခု Real Madrid ကဒီတောင်ပန်မှာဆိုလို့ရှိရင် Rodrigo ကဒီဟိုဗာလဲ
injury ပြဿနာဖြစ်ထားတော့ကာလရှည်ကြာနားရမယ်ပြီးနောက်ထပ်တောင်ပန်ကစားသမားတယောက်ဖြစ်တဲ့ဒီအာဂျင်တီးနားတောင်ပန်တိုက်စစ်ကစားသမားလည်းဒါအသင်းကနေအငှားနဲ့ထွက်ခွာဖို့ရှိတဲ့အတွက်သူတို့အနေနဲ့ဒါဘယ်ချမ်းမှာ Vinicius ပြီးရင် Mbappe ပြီးရင်ညာချမ်းမှာသုံးဖို့အဓိကတောင်ပန်တိုက်စစ်ကစားသမားလိုအပ်နေတဲ့အနေထားမှာသူတို့ကရန်ဒီယိုမန်ဒီအခုဆိုလိုက်ပြီအခုဒီ PSG နဲ့ဒီ Leipzig နဲ့ကသဘောတူညီမှုမရသေးတဲ့အနေထားမှာ Real Madrid ကပါဝင်လာတဲ့အတွက်အခုဆိုလို့ရှိရင် Real Madrid နဲ့ဒါ Leipzig ကဆွေးနွေးနေပြီအဓိကတော့ဒါ Leipzig လိုချင်တဲ့ပမာဏကိုပေးနိုင်တဲ့အသင်းကတော့ရမှာပဲဒီယိုမန်ဒီကိုကစားသမားဘက်ကတော့ဘယ်အသင်းကိုပြောင်းရွှေ့ရပြဿနာမရှိဘူးအဲ့လိုအနေထားမှာဒါဘာဆက်ဖြစ်လာမလဲဒါဆက်လက်စောင့်ကြည့်ရမယ်ပေါ့လေဒီပြောင်းရွှေ့ဆိုလို့ရှိရင်လည်းဒီအခုကန်လန်းလိုက်တဲ့ပေါင်တန်းတရားကိစ္စဆိုတာလေဒါ Fabrizio Romano တို့ David Ornstein တို့ဒါ Athletic တို့အကုန်လုံး report တွေတောက်လျှောက်ပြုလုပ်ထားတာဖြစ်တဲ့အတွက်ဒီပြောင်းရွှေ့ကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြီပေါ့လေဒီလာမယ့်ရက်သက်ပတ်တွေမှာသူတို့ဒီနဲ့တောက်လျှောက်ဆွေးနွေးမှုတွေပြုလုပ်ပြီးတော့သဘောတူညီမှုရရှိဖို့လည်း Real Madrid ကယုံကြည်ထားတဲ့ပုံစံမှာရှိတယ်အဲ့တော့ညီကိုတို့ဘယ်လိုထင်ကြလဲဒါ Real Madrid ကသူတို့ဒီနှစ်စက်တိုင်းဖလားလက်မဲ့ရတီကိုကြုံခဲ့ရအပြီးမှာအခုဆိုလို့ရှိရင်လုံးဝကြီးမားတဲ့အပြောင်းရွှေ့တွေဒါသူတို့ပြုလုပ်ဖို့ရှိတယ်တောက်လျှောက်လည်းကစားသမားခေါ်ယူထားတဲ့အတွက်ဒါဝီယက်နဲ့ဘာစီတို့ရဲ့ဒီလာမယ့်ရာသီပြိုင်ဆိုင်မှုကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီအဲ့တော့ဒီရန်ဒီယိုမန်ဒီယို Real Madrid အသင်းနဲ့ခေါ်ယူသွားနိုင်မလားရိုဒရီဂိုရောဒါမန်စီးတီးအသင်းဘက်ကနေသူတို့ခေါ်ယူနိုင်မလားဒါဆက်လက်ဆောင်ကြည့်ရမှာပဲစိတ်ဝင်စားဖို့တအားကောင်းနေပါပြီကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုအားပေးညီကိုများအားလုံးကျေးဇူးများတင်ရှိပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လေးပြုလုပ်ပြီးတော့ဝင်ရကြည့်ရှုအားပေးဖို့မျှော်လင့်ပါတယ်ခင်ဗျာ